ဒီအပိုင်းဝါလာလို့ဒါပြန်ထိုးတာဒီကောင်ကလာကူတိုက်တပတ်လောက်စားလိုက်တာ9ပေါင်တက်သွားရော့1.8ထုံး ပျော်ပြီးတော့စားလိုက်တာအပျော်လုံးပြီးတော့ တပတ်လောက်လေးကိုကျက်တက်ထိုးလိုက်တက်ထိုးရပြီကျန်ရမှာမလုပ်အဲ့ဒါမအုပ်တော့ရတာတော့ဒါဗီတိုဇာလို့ခေါ်တာပေါ့နော်မြန်မာနိုင်ငံမှာတရားဝင်ထိုးကြပါပဲလာရာကျူတိုက်ပေါ့နော်ဒီကောင်ကတော့သူကစထိုးတဲ့လူတွေကတော့ 0.6 ပေါ့နော်တစ်ချက်ပတ်လဲထိုးရတာပေါ့အမှန်ကသူက 0.7 လောက်ထွင်ရက်20လောက်ရတယ်ဒီကောင်ဈေးကတော့ကြီးတယ်3သိန်းကျော်4သိန်းကြီးပါရှိတယ်ဒါလေးခဏကြိုက်တာဒီဖုန်းလေးခဏဟောလေဒီကောင်ကဒီမှာ 0.6 စထိုးတယ်ဒီ 1.2 ကျွန်တော်က 1.8 ခံနိုင်အောင်လေကျွန်တော်ကခံနိုင်တယ်ပေါ့နော် 1.8 ထိုးတယ်ပေါ့နော်အခုကျွန်တော်ထိုးတာ 1.8 ထိုးလိုက်တာပေါ့နော်အဲ့တော့ပြပြမယ်ဒီကောင်ရဲ့အဓိပ္ပာယ်ကကြတော့အစားခြင်းစိတ်ကိုထိန်းတာကျွန်တော်ဒီတစ်ပတ်လောက်ကကျွန်တော်ကအဲ့လိုမျိုးဟိုစားတအားစားနေတဲ့ခါကျတော့ကိုကအစားကိုပြန်ပြီးတော့ထိန်းတဲ့အနေနဲ့ထိုးတာပေါ့နော်ဒီကောင်ထိုးလိုက်ရင်တစ်ပတ်10ဆိုပေါင်က10ပေါင်တော့ပြန်ကျသွားရောစားလိုက်ရင်တစ်ပတ်လောက်ပြန်တက်လာရောအဲ့တော့9ပေါင်လောက်တက်သွားတယ်အဲ့တော့ဒီကောင်ကိုထိုးခြင်းအပြင်ကျွန်တော်တို့ကအစာအိမ်နဲ့အုံနောက်နဲ့ကြားကိုကဘလော့လောက်တာပါပဲဒါဒီထိုးခြင်းပဲဒီကောင်ရေခဲတတာ228မှာထားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျတော့ဆိုတာမြန်မာ registration တရားဝင် license ပါတယ်တရားဝင် license ပါတယ်စေးပေါ့နော်ဒီကောင်ကကျွန်တော်ထိုးနေအခုဒီနေ့စပြန်ထိုးတယ်ပြီးရင်ကျွန်တော်ဝိပြန်ချမယ်ချင်းပြန်ဆော့မယ်ဆိုရင်ကွက်တီပဲဒီနေ့28ရက်4လနော် step ကျွန်တော်ဒီဘက်မှာ3ရက်4ရက်ပဲထိုးတာခီးသွားရင်တော့မထိုးဘူးပေါ့နော်ဒီဘက်တောက်ကြဆိုရန်ကုန်သွားမယ်ဆိုရင်ကျွန်တော်ကြာစာမင်းကြီးထိုးလို့ရတယ်တောက်ကြနေဆိုမထိုးတော့ဘူးဘာလို့ဆိုတော့လုံးနေရင်တော့ဒီကောင်နေပင်မန်းနဲ့နှုံးနေပေါ့နော်ဒါမြန်မာ registration ရှိတယ်ပေါ့တရားဝင် license နဲ့တရားဝင်စိတ်ကုမ္ပဏီဆိုတော့ကျွန်တော်ကထိုးတာပေါ့228ပေါ့နော်ဟိုရေကလေးတာရှိမှပဲအဆင်ပြေမယ်မိမလာလဲဆိုလာထားမှအဆင်ပြေမယ်ပေါ့နော်ဒီကောင်ကလာရာဂလူတိုက်ဒီဟောနဲ့ကောင်းတာတော့စမဂလူတိုက်ပေါ့နော်တစ်ပတ်တစ်ခါဒါတော့ daily ထိုးရတာနေ့တိုင်းနေ့စဉ်ထိုးတာပေါ့နော်ဒါပေမဲ့ကျွန်တော်ကစီးကြိုလည်းမရှိပါဘူးပိတ်ငင်းလို့ထိုးတဲ့အတွက်ကျွန်တော်ကတစ်ပတ်ကို4ရက်လောက်ပဲထိုးတာ 0.6 ပါမယ် 1.2 ပါမယ် 1.8 ဆို10ရက်စာပဲ10ရက်စာဆိုကျွန်တော်တစ်ပတ်ကို9ရက်ပဲထိုးဒါ2ပတ်စာပေါ့ကျွန်တော်တက်ကတော့ဒါပေမဲ့ကျွန်တော်အဲ့2ပတ်လောက်ထိုးလိုက်တာနဲ့2ပတ်လောက်ထိုးရတယ်ပေါင်းက9ပေါင်10ပေါင်တော့ပြုတ်ကျသွားရောအဲ့လိုမျိုးတော့တန်တယ်လေကျွန်တော်တက်ကတော့ဒါအစာစားခြင်းစိတ်ထိန်းလိုက်တာပေါ့နော်ဒီစိတ်ထိုးလို့ရပါတယ်ပိန်နေတဲ့သူတွေထိုးလို့ရတယ်ပေါ့နော်ပြဿနာတော့ side effect ကတော့အစာချင်းပြန်လာတော့ပဲဒါပေမဲ့မဖြစ်ဘူးကျွန်တော်ကအစာရင်ကောင်းတော့ညနေစားပြီးမှထိုးလိုက်တယ်သူကတော့ before meal ပေါ့အစာမစားခင်ထိုးလို့ပြောမဟုတ်ဘူးကျွန်တော်ကတော့ညအစာစားပြီးမှထိုးလိုက်တဲ့ခါကျနောက်ရက်မနေ့မစားတော့ဘူး coffee လေးတောက်ပြီးအေးဆေးပဲနေ့လယ်7-7လောက်မှဘိုက်စားတယ်ပြီးရောလေဒါခုညနေကျွန်တော်4နာရီကျော်စားထားတာအခုဒီနေ့ထိုးလိုက်တယ်ခုည7နာရီလောက်ထိုးလိုက်တယ်9နာရီလောက်ကစားပြီးတော့7နာရီထိုးလိုက်တာပဲနောက်ရက်မနေ့7-7လောက်မှထမင်းစားတော့မယ်အဲ့ဒါကိုပြောတာအစာစားခြင်းစိတ်ကိုတားတဲ့ဆေးပေါ့နော်